သားသမီးတွေကို IGCSE သင်ယူပြောင်းလဲဖို့စဉ်းစားနေတဲ့မိဘတွေအတွက် Free IGCSE စတင်တက်ရောက်တဲ့အချိန်မှာ online class ကိုရွေးချယ်တက်ရောက်မယ်ဆိုရင်အဆင်ပြေပါမလား CTCI မှာရော online နဲ့တက်ရောက်မယ်ဆိုရင်သင်ကြားရတာထိရောက်မှုရှိရဲ့လားစတဲ့အကြောင်းအရာလေးတွေကိုဒီဗီဒီယိုလေးမှာမြင်တွေ့ရမှာဖြစ်ပါတယ်online အတန်းတက်ရောက်ဖို့စိတ်ဝင်စားတဲ့ကျောင်းသားကျောင်းသူများနဲ့မိဘများကြည့်ရှုသင့်တဲ့ဗီဒီယိုလေးပဲဖြစ်ပါတယ်ရှင်မင်္ဂလာပါရှင်ညီမလေးတို့ရဲ့နာမည်လေးတွေနဲ့လက်ရှိတက်ရောက်နေတဲ့အတန်းလေးတွေကိုမိတ်ဆက်ပေးပါအောင်ရှင်ဟုတ်ကဲ့ညီမနာမည်ကတော့တီးင်းဆန်ပါညီမက CTCI ရ BIGCSE Branch 3မှာတက်ရောက်နေရလို့ဖြစ်ပါရှင်ဟုတ်ကဲ့ပါရှင်ဟုတ်ညီမနာမည်ကတော့ Union လေးပါရှင်ချင်းတွင်းမှာ BIGCSE Batch 3မှာတက်ရောက်နေဖြစ်ပါတယ်ရှင်ပထမဦးဆုံးမိခွန်းအနေနဲ့ CTCI မှာ BIGCSE အတန်းကို online ကနေသင်ကြားဖို့ဘာကြောင့်ရွေးချယ်ခဲ့တာလေးဆိုတာကိုညီမလေးဒီအငင်းစံနေပြီးမှပထမဦးဆုံးဖြေကြားပေးပါအောင်ရှင်ပထမဆုံးအနေနဲ့ဒီနန်းကြောင်ကိုရှောက်ဖို့ရွေးချယ်ခဲ့တော့ကျောင်းပေါင်းများစွာကိုဆက်သွယ်ပြီးမြင်းမြန်းခဲ့ပြီးပါရှင်ဒါမဲ့ CTCI ကသူတို့ဘက်ကနေဖုန်းဆက်ပြီးတော့တည်တည်ချာချာကိုရှင်းပြပေးခဲ့တယ်O level အကြောင်းမြင်းမြန်းကြည့်တော့လေ O level ကဆရာမကိုယ်တိုင်ဘယ်နိုင်ငံကိုသွားချင်ရင်ဘယ်လိုလုပ်ရမလဲဘယ်ဘာသာတွေရှိရဲဘယ်လိုသင်ကြားပေးမယ်ဆိုတာတွေကစုံစုံလင်လင်ပြန်ဖြေပေးခဲ့ပါတယ်ရှင်အဲ့ဒါကြောင့်ရွေးချယ်ခဲ့ရပါတယ် CTCI ကရှင်းပြပေးတဲ့အမားကလည်းစိတ်ဖြစ်ရှိနဲ့တည်တည်ချာချာအချိန်ကြာကြီးရှင်းပြပေးခဲ့လို့တေချာနားလည်ပြီးတော့ CTCI ကိုရွေးချယ်ခဲ့ရဖြစ်ပါတယ်ရှင်မလေး Union လေးကရောဘာကြောင့်ရွေးချယ်ခဲ့ရဲဆိုတဲ့ဟာလေးကိုတစ်ချက်လောက်ဖြေကြားပေးပါအောင်ရှင်ဟုတ်ပထမအချက်ကတော့နေရပါရှင်ဒီဘက်မှာ international school တွေတိတ်ပြီးတော့အများကြီးမရှိဘူးပေါ့နော်အရင်တော့ကတော့တခြားဒီမှာသွားပြီးတော့တက်ဖြစ်ပြီးမယ်ဒီနှစ်မှာအခက်အခဲလေးတွေရှိအောင်မို့ online class ပဲတက်မယ်ဆိုပြီးတော့ online မှာ research လုပ်ခဲ့ပါတယ်ရှင်အဲ့လို research လုပ်ပြီးတော့ကျောင်းတွေအတိုင်းမှာစုံစမ်းခဲ့ပါတယ်အဲ့လိုနဲ့ချင်းထဲမှာစုံစမ်းပြတဲ့အချိန်မှာကျတော့ကျောင်းဘက်ကအမားတွေကလည်းတခြားလေးရှင်းပြပေးပါတယ်ပြီးတော့ကျောင်း page review နဲ့ teacher တွေရှင်းပြထားတဲ့ video လေးတင်ထားတာကိုကြည့်ပြီးတော့အဆင်ပြေအောင်လို့ရွေးချယ်ခဲ့ရပါရှင်ကျေးဇူးပါရှင်ကိုလိုဖြေကြားပေးတဲ့အတွက်နောက်ဆက်မေးခွန်းလေးကတော့ယခုလက်ရှိအတန်းတက်ရောက်နေတာနဲ့ပတ်သက်ပြီးတော့ဆရာဆရာမတွေရဲ့သင်ကြားမှုအပိုင်းမှာရောအဆင်ပြေရလားပေါ့နော်စာနာမလဲတာရှင်ဘလို့ပြန်ပြီးတော့လေ့လာတယ်ဆိုတဲ့ဟာလေးကိုဖြေကြားပေးပါဦးရှင်ကိုတက်နေတဲ့တန်းမှာဆရာဆရာမရဲ့သင်ကြားမှုပိုင်းမှာအများစုကတော့အဆင်ပြေပါရဲ့ရှင်တခါလေရှင်းပြတာနားမလည်တာမကြားလိုက်တာတွေရှိရဆိုရင်လည်းထပ်ပြီးတော့ရှင်းပြပေးပါရဲ့ရှင်အဓိကကတော့နားမလည်ရင်ပြန်ပြီးဖို့ပါပဲကျောင်းဘက်ကအမတယောက်ကလည်းအမြဲဆောင်ပြီးတော့ကြည့်ပေးနေကြပါဆရာဆရာမရဲ့သင်ကြားမှုပိုင်းမှာလိုအပ်တဲ့အခါကျောင်းကိုဖုန်းဆက်ပြီးပြောဖို့လည်းပြောထားပါရဲ့ရှင်အခုတက်နေတဲ့တက်လျှောက်တော့အဆင်မပြေတာမရှိပါဘူးရှင်ဟုတ်ပါရှင်ဒီ online ကနေပြီးမှ BIGCSE တက်နေစဉ်တစ်လျှောက်လုံးပေါ့နော်မိဘတွေကရောဘယ်လိုမျိုး support လုပ်ပေးလဲဆိုတာလေးကိုညီမလေး Union လေးကနေတစ်ချက်လေးဖြေကြားပေးပါအောင်ရှင်အိမ်ရမိသားစုဝင်တွေကတော့ဘာပေါင်းဆိုတာနေ supporting ပေးပါရဲ့ရှင် online class ဖြစ်တဲ့အတွက်ကြောင့်မလို့ screen ဝဲကြည့်နေရတာမလို့အဲ့ချိန်လုံးကအစားအသောက်နဲ့ကိုယ်လက်လှူရှာမှုပိုင်းကိုလည်းပြင်ဆက်ပေးကြပါရှင်ဟုတ်ကဲ့နောက်ထပ်မေးခွန်းလေးကတော့ဒီအိမ်မှာနေပြီးတော့ online ကနေပြီးမှစာသင်ရတာဖြစ်တဲ့အတွက်ကြောင့်မလို့ကိုထိရောက်မှုရှိတယ်လို့မြင်လားနောက်ထပ်အတန်းပြီးသွားတဲ့ချိန်မှာရောတနေ့စာတနေ့ဘယ်လိုမျိုး set study လုပ်တယ်ဆိုတာလေးကိုညီမလေးဒီအငင်းစာနေပြီးမှဆက်လေးဖြေကြားပေးပါအောင်ရှင်အိမ်မှာနေပြီးတော့ online ကနေသင်ကြားရတာဖြစ်တဲ့အတွက်အခက်အခဲလေးတွေတော့ရှိပါတယ်ရှင်အင်တာနက်မကောင်းတဲ့အခါဆိုရင်အတန်းပြလိုက်ရတာမျိုးတော့ရှိပါတယ်ရှင်ဒါမဲ့ Google recording တွေပို့ပြီးလေးရှိရတဲ့အတွက်စာလေးပြန်လုပ်လို့ရကိုစာလေးလာတဲ့အခါလေးပြန်နှားထောင်လေးရှိပါရဲ့ရှင် tutorial test တွေလည်းလာတိုင်းစစ်နေကြမှာစမှုပွဲကြီးအတွက်စိုးရင်စရာမရှိပါဘူးရှင်ဟုတ်ကျေးဇူးပါညီမလေး Union လေးဘက်ကရောတစ်ချက်လေးဖြေကြားပေးပါအောင်ရှင်online class ကဆိုရင်ထိရောက်မှုရှိပါတယ်ရှင်စာအုပ်ပြန်လေ့လာတာကတော့ညဘက်အတန်းတွေပြီးသွားတဲ့အချိန်ဆိုရင် timer နဲ့ဒီနေ့လုံးတင်ထားတာတွေကိုပေါ့နော်ပြန်ပြီး set study လုပ်ပါရဲ့ရှင်တိတ်ပြီးနားမလည်လိုက်တာမျိုးရှိရင်လည်းအကြောင်းဘက်ကပို့ပေးတဲ့ recording တွေကိုပြန်နှားထောင်ပြီးတခြားလေးလုပ်မှတ်ပါလို့ရှင်ဟုတ်နောက်ထပ်မေးခွန်းလေးကတော့ online ကနေပြီးမှအတန်းတက်နေစဉ်ကျောင်းဘက်ကနေရောကျောင်းသားတွေကိုဘယ်လိုမျိုးအဆင်ပြေအောင်စီစဉ်ပေးထားလဲဆိုတာလေးကိုဖြေကြားပေးဖို့ညီမလေးဒီငင်းစာနေပထမဦးဆုံးဖြေပေးပေါ့နော်ဟုတ်အတန်းတက်ရောက်တဲ့သူတွေအတွက်ကျောင်းဘက်ကနေပြီးတော့ဘာသာရပ်အလိုက် group လေးတွေဖွဲ့ပြီးလိုအပ်တာလေးတွေအမြဲ remind ပေးပါရှင်စမဝေးပြီးတိုင်းမှာလည်း parent teacher meeting လေးလုပ်ပေးပြီးတော့မိဘတွေနဲ့ဆရာမတွေဆွေးနွေးပေးပါရဲ့ရှင်
အတန်းတွေမတက်ခင်မှာလည်း demo class 3 ရက်တက်ရပါတယ်ရှင်အိမ်မှာတော့ English, Math, ICT သုံးဘာသာကိုတခြားရှင်းပြပြီးတော့ဘယ်နိုင်ငံကိုသွားရင်ဘယ်ဘာသာယူရမလဲဘယ်လမ်းကြောင်းတွေသွားရင်ဘယ်လိုလုပ်ရမလဲဆိုတာလေးတွေလည်းဆရာမတွေကတခြားရှင်းပြပေးပါတယ်ရှင်အဓိကတော့လွတ်သွားတဲ့စာတွေအတွက် record လေးတွေပို့ပေးတာကျောင်းသားတွေအတွက်အရန်စစ်ပေးပါရှင်။သုံးခွင့်နည်းရင်လည်းပြန်နှားထောင်ပြီးတော့စာလုပ်လို့ရပါရှင်။ကျေးဇူးပါညီမလေးနောက်ထပ်မေးခွန်းလိုက်တော့online ကနေပြီးမှတင်ယူနေရတာဖြစ်တဲ့အတွက်ကြောင့်မလို့ကျောင်းတန်းချိန်လေးတွေကတော့အဆင်ပြေရလားပေါ့နော်အဲ့ဒီမေးခွန်းလေးကို New Union လေးကညီမလေး Union လေးကနေပြီးတော့တစ်ချက်လေးဖြေပေးပါရှင်ဟုတ်ဇက်တိုက်ချိန်မျိုးဆိုရင်အာရုံစိုက်ဖို့ခက်တာနဲ့ message ဆက်တာမျိုးတွေရှိရပေါ့နော်အဲ့ဒါကြောင့်မလို့အခုလိုမျိုးစာသင်ချိန်တစ်ချိန်နဲ့တစ်ချိန်ကြားထဲမှာနားပေးထားတာမျိုးကြောင့်မလို့အတန်းချိန်တွေကအဆင်ပြေပါရှင်ဟုတ်ကျေးဇူးများကြီးတင်ပါတယ်နောက်ဆုံးမေးခွန်းလေးကကြတော့ဒီ online အတန်းတက်ဖို့ပေါ့နော်စဉ်းစားနေတဲ့တခြားတငယ်ချင်းတွေကိုဘယ်လိုမျိုးအပိစကားပြောချင်လဲပေါ့နော်ညီမလေး Union လေးကနေပြီးမှဖြေကြားပေးပါအောင်ရှင်ဟုတ် online class ကသင်ရမှာမဟုတ်လို့စာရီမလိုက်နိုင်တော့ဆိုရင်လည်းကိုကနေပြီးတော့ management ကောင်းပြီးတော့ focus ထားနိုင်မယ်ဆိုလို့ရှိရင်လုံးဝစိတ်ကူးကြမှာပြောချင်ပါတယ်ရှင်ဟုတ်ကဲ့ပါရှင်ဟုတ်ညီမလေးဒီညီစံအောင်လူလေးအပိစကားပြောချင်နေရှင်ဟုတ် online တက်တဲ့အခါမှာ self study လုပ်ဖို့ကတော့လိုအပ်ပါတယ်ရှင်self study စပြီးတော့မလုပ်တတ်တဲ့သူတွေကြတော့လေဆရာမတွေနဲ့တခြားဆွေးနွေးတိုင်ပင်ပြီးတော့အကြံဉာဏ်လေးတွေနားထောင်သင့်ပါတယ်ရှင်နားမလည်တဲ့အခါမသိတဲ့အခါတွေကြတော့လေပြန်မေးဖို့လည်းလိုအပ်ပါတယ်ရှင်online ကနေစာသင်ရတာထင်ထားတဲ့ပိုအဆင်ပြေပါတယ်ရှင်မကြောက်ဖို့တော့ပြောချင်ပါတယ်ဟုတ်ကဲ့ပါရှင်ဟုတ်ဒီနေ့ရဲ့မိကုန်းလေးကတော့ပြီးသွားပါပြီရှင်အခုလိုဖြည့်ချပေးတဲ့ညီမလေးမြောက်သလုံးကိုကျေးဇူးများတင်ပါတယ်ရှင်ဟုတ်ကဲ့ပါရှင် PIGCSE အတန်းကို online ကနေတက်ရောက်ရလို့အဆင်ပြေပါမလားစိတ်ပူနေကြတဲ့မိဘတွေအတွက် CTCI ရဲ့သင်ကြားနေတဲ့ပုံစံတွေကိုသိရှိပြီးထောက်ကူဖြစ်မယ်လို့မျှော်လင့်မိပါတယ်ရှင်PIGCSE နဲ့ IGCSE O level အတန်းလေးတွေနဲ့ပတ်သက်ပြီးတော့အသေးစိတ်သိရှိချင်တဲ့ဆိုရင်တော့ CTCI ရဲ့ hotline နံပါတ်ဖြစ်တဲ့39 954 5959ကိုဆက်သွယ်မြင်းစုံစမ်းပေးနိုင်ပါတယ်ရှင်ကျေးဇူးတင်ပါတယ်ရှင်